တို့ရန်သူကျွန်တော်တို့နံပါတ်1ကတော့ကျွန်တော်တို့အရန်ကိုတတိထားမှာကတော့ကျွန်တော်တို့ရန်သူဆိုတော့ကျွန်တော်တို့ရဲ့အဝိုင်းထဲမှာအနီးနားထဲမှာရန်သူနဲ့ရန်သူလည်းအဝေးမှာအဲ့ရန်သူတော်မှာကျွန်တော်တို့ရဲ့ကိုဖြက်စီးဖို့အတွက်ပြက်စီးအောင်ကျွန်တော်လုပ်ဖို့အတွက်လက်ရုံးကြီးနှလုံးကြီးပြက်စီးလို့စိလက်ရုံးကြီးကဘာမှမနိုင်တော့လက်ရုံးကြီးပြက်စီးလို့စိနှလုံးကြီးမရတော့တော့ကျွန်တော်ကျွန်းကိုက်မိကိုက်ကျွန်းမိဒီလိုဖြစ်သွားအောင်လုပ်ဖို့အတွက်အဲ့ဒါတော့ရှိတယ်နော်ကျွန်တော်တို့ရဲ့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ရဲ့ရှိနေတဲ့လက်ရုံးရင်နှလုံးရင်စိတ်ဓာတ်တွေကိုဖျက်ဆီးနိုင်တဲ့ကျွန်တော်ရန်သူအနီးကရန်သူကလုံမဲ့အရာကိုကျွန်တော်ပြောပြချင်တယ်ဖော်ပြချင်တယ်နော်ကဲရပမာလို့ပြောမယ်အရန်ရေးကြီးလာလို့ကျွန်တော်ကရင်တစ်မျိုးသားလုံးအတွက်တော်လေးကိုနဲ့နော်ပထမဆုံးတော့နော်အာနာသိန်းနေတဲ့ပါဠိညာလေးနဲ့လုပ်ပေါ်မှာတနာကြပုံဆိုတော့လာဝက်ခိုးလုံးတယ် CDM အနေနဲ့အဲ့ချိန်တော့ဘာမှတော့မပြောဘူးသူတို့တော့ဒီလိုပဲအေးကြစေးမနေနဲ့ဘာမှပြန်ပြောရတဲ့ပုံစံနဲ့ကဲလောက်တဲ့တစ်စင်းဒီအာနာရှင်ကိုဖျောက်ချဖို့အတွက်ဆိုပြီးတော့မှကျွန်တော်တို့ရဲ့တောင်းဆိုလာတဲ့စစ်ပညာသင်ကြားပေးပါတဲ့ဟုတ်ကဲ့လုပ်ပေးဦးမယ်အစာလည်းကျွေးတယ်ထောက်လည်းထောက်ပတ်နဲ့နီးပညာတွေလည်းပေးတယ်ကိုလုံးနော်လက်နက်တော်မှတတ်စင်ပြီးကျွန်တော်စစ်သားကရင်စစ်သားရောက်တိုင်းတော့မှလက်နက်မရှိတဲ့လက်နက်တွေကျွန်တော်ပေးတယ်အဲ့ဒါတော့မှသတင်းထွက်လာသေးတယ်ကျွန်တော်မပေးဘူးတဲ့ကဲအဲ့တော့ဒါဖြစ်လာသေးတယ်နော်နောက်တစ်ဆင့်အဲ့ဒီချိန်တော့ဘူကျော်အဆန်းကျောင်းတော့သူတို့မပြောသေးဘူးပါဝေးလာတော့ပြောကဲတစ်ဆင့်နဲ့အင်အားလည်းပြေလာရောသူတို့ရဲ့အာကူနိုင်တဲ့ UNG ဆိုတာပါဆိုတာပေါ်လာရောတနိုင်ငံလုံးတစ်ကမ္ဘာလုံးပြည်သူတွေကသူတို့ကိုအားကိုးလာရောအင်အားလည်းပြေရောကျွန်တော်တို့မော်ကြည့်လာပြီတိတစ်ချက်အစတုန်းကကရင်လန်ဖီဒီအလန်ဒီမှာပဲကရင်လန်ဒီပေါ်မှာအခုကဖီဒီအလန်ဒီပါကရင်လန်ဒီအောက်ရောက်နေတယ်ဘာကိုပြောချင်လဲကရင်လူမျိုးတို့ရေသင်သိဖို့ကောင်းပြီနော်တေချာသိဖို့ကောင်းပြီတိတစ်ချက်နော်နေ့တစ်ချက်စောဆွဲညီလေးသူကအရန်တော့တယ်အရန်လဲစူးစားတယ်အရန်လဲထူးချွန်တယ်အရန်လဲတိုင်းပြည်အတွက်တမိုးရှိတဲ့သူတယောက်ခေါင်းဆောင်တယောက်ဖြစ်တယ်ဒါပေမဲ့စကားများပါရရင်အမားပါတတ်တယ်အဲ့ဒီအမားတစ်ခုကကျွန်တော်တို့အရန်တောကင်တစ်မျိုးသားလို့အတွက်အမှန်တကယ်ပညာရသွားတာကျေးဇူးတင်တယ်ညီလေးတခါမှအစတော့ဗိုလ်ချုပ်အစတောင်းတော့မပြောလာတဲ့လူတွေကချိန်တော့ကောက်နေတဲ့လူတွေကအခုအားကိုးရှိတဲ့အဖေမေပြည်သူပြည်သားတွေရှိလာတော့လူမော်ကြည့်တယ်တစ်ချက်အလောင်တန်းတူလောက်လာဘုံမှာအောက်တော့ချချင်လာတယ်ပြီးတော့မှစကားပြောဆိုတဲ့အရာတွေသုံးနှုံးလာတဲ့အရာတွေကစောပြမဲ့အရာတွေကသူတို့စီမှာလက်ထမှာရောက်လာတယ်ဘိုးကျော်အဆန်းပြောအကြောင်းတွေပြောလာတယ်ပြီးလို့ရှိရင်နေရာပေးဖို့တက်ပြောလာတယ်နောက်ဆုံးပြောလိုက်မယ်ဖူးစော်ပါဦးကြီးကကျွန်တော်တို့ရက်လေးစားတံမိုးထားနေတဲ့ကျွန်တော်တို့ရဲ့ဖခင်ကြီးကိုတောင်မှကျွန်တော်တို့ရဲ့လူမျိုးတွေချစ်ချင်းမြတ်တာယုံကြည်မှုလေးစားမှုတွေညော့သွားအောင်တော့မှတစ်ဖက်တစ်လမ်းနေသူပြောဆောင်လာတယ်ရန်သူပဲကျွန်တော်မြင်တင်တယ်ဒါမဲ့ကင်လူမျိုးကတိုင်းသားအလုံးကိုချစ်တယ်အလုံးလေးစားတယ်ယုံကြည်တယ်ယုံကြည်တော့အာယူပြီးမှယုံကြည်တော့မို့အာကိုပြီးတော့မှလှုပ်ချလိုက်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြောပြချင်တယ်ကျွန်တော်ကင်မှန်သမျှအားလုံးမိမိကရင်မိမိကော်တူးလေးနိုင်ငံသားဆိုရင်သိပါသတိထားပါကိုယ်နဲ့မြင်မဟုတ်ဘူးအခုချိန်မှာကိုယ်ကိုအားပေးတာကိုယ့်ရဲ့ကျေးဇူးရှင်ကိုကျေးဇူးမစွတ်ကမ်းပါနဲ့ကျေးဇူးမကမ်းမိပါစေနဲ့မိဘကိုကျေးဇူးကဘလို့ဖြစ်တတ်လို့ဆိုတာကိုကိုသိတာကျွန်တော်တို့ဘာမှမလုပ်ဘူးကိုသိဖို့ပဲပြောစေချင်တယ် PDF တွေကအရန်ကောင်းတယ်နိုင်ငံနဲ့တော်လည်းအတွက်စူးစမ်းတယ်ကျွန်တော်တို့နဲ့ပေါင်းတို့မှအရောက်ထုံလက်မြတ်ထက်မြတ်တယ်လေးစားတဲ့ PDF တွေကိုလူငယ်တွေကျွန်တော်အရင်လေးစားတယ်ဒါပေမဲ့တချို့သောလူတွေရဲ့အပြောအဆိုအနေအထိုင်လိုက်ဆောင်ကြည်ကြံမှုကြောင့်တ
တရားတော်ကြောင့်နဲ့တစ်ဖွဲ့လုံးကြောင့်နဲ့တကဥစားတနိုင်ကလုံးမပြတ်စီမြည်စီပါနဲ့အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ကင်တမျိုးသားလုံးနဲ့သိထားရမှာကတော့ကိုယ့်ရဲ့တော်လန်ရေးကိုသားတွေလုံးအောင်မှာကိုအာကိုမကိုလုံးမကိုရမယ်သူတပားတို့မအားကိုမရပါစေနဲ့ကျွန်တော်ကြုံနေပြောရမယ်နော်အဲ့ကျွန်တော်နောက်ဆုံးပြောမယ်နော်နောက်တော့ထောက်ပို့ကိစ္စတမငါးမှာလာတော့ထောက်ပို့တွေပါတယ်ကျွန်တော်ကြည့်ဦးတော့မဆိုင်ဘူးကျွန်တော်လည်းမပြောတာဘူးကြည့်လိုက်အခုဖြူဝေးကိစ္စဖြစ်သွားတယ်ချိန်တော့ဘူတာဘောပြမှာဘေးနားမှာပါတယ်ကျွန်တော်ညီမမေးနားမှာနော်နောက်တော့သေသွားတယ်တဲ့ပြောက်သွားတယ်တော့ပြပေါ်လာတယ် TikTok ထဲမှာ Facebook တွေထဲမှာနောက်တော့အခုကိစ္စပြဿနာတက်ပြီးကဲအဲ့ဒီပြဿနာတွေကိုတက်လာခါကျဘသူတွေမှာတောင်းဝန်ရှိလဲကြောကီမှာပဲတောင်းဝန်ရှိတယ်စုပ်ပြတ်ပိုင်ခွင့်ရှိတယ် PDF တွေမှာစုပ်ပြတ်ပိုင်ခွင့်မရှိဘူး PDF နေပြီးတော့မှသူ့ကိုအရေးယူဖို့အတွက်ကကျွန်တော်လူကြီးနဲ့စကားပြောပြီးတော့မှရေးယူရမှာအဲ့လိုပဲအဲ့ဒီသူတယောက်လှုပ်တဲ့သူတယောက်ကလည်းစစ်သားဆိုရင်စိတ်ဝဲကိုသိရမယ်တစိတ်တွေတက်ကရင်လန်တွေတက်ခရန်တွေတစိတ်တက်ဝူတစ်တော့တွေမှာတွေပါတယ်ဟိုမှာလိုက်ဝါအတော်လူခန္ဓာတွေသတိထားအဲ့လို PDF တစိတ်တွေတက်ဟိုတစိတ်တက်နော်ပြီးလို့ရှိရင်ဘတော်မှာလိုက်ဝါမလုပ်ပါနဲ့ PDF နာမည်ပြတ်တယ် UNG နာမည်ပြတ်တယ်ကိုချောင်းနဲ့တေးချာသတိထားပါဒီတော့ပြည်သူတွေရဲ့လုံခြုံပြည်သူတွေရဲ့ယုံကြည်မှုတွေကိုရုပ်ရောတော့ဘတော်မလုံးမိစေပါစေနဲ့အပြစ်တင်တာမဟုတ်ပြောပြတာကဲအဲ့ဒါနောက်ဆုံးစကားပါပဲအဲ့ဒါဒီကကျွန်တော်တို့ရဲ့တော်လန်ရေးကိုထိခိုက်လာနိုင်တယ်ကျွန်တော်ကရင်ကိုလည်းသတိပေးတယ်ကျွန်တော်တို့ရဲ့တိုင်းပြည်သူတွေကိုလည်းကျွန်တော်သတိပေးတယ်ကျွန်တော်တို့ရဲ့ PDF တွေကိုလည်းကျွန်တော်သတိပေးတယ်အဲ့တော့သတိထားပါကျွန်တော် PDF တွေပြစ်ပြောတာမဟုတ်ဘူးသတိထားပါအစားတော့ကတော့အစိတ်မရှိတဲ့ရေမွေလိုနေတယ်အာကိုလည်းရှိတယ်သူများတွေယုံကြည်လာတယ်ဆိုရင်ကပြင်းထောင်ပြီးတော့မှမွေပေးကဘာနဲ့လောက်တဲ့ပြည့်ကိုတော့ကျွန်တော်လက်သိခံမှာမဟုတ်ဘူးလို့ကျုပ်ဒီပြောရမယ်နော်ကဲတမျိုးသားလုံးလည်းသိထားဖို့ကတစ်ချိန်တော့ကဗမာတွေကအလံတွေကိုလောက်ပြီးတော့မှဗမာနိုင်ငံအလံကကျွန်တော်တို့ရဲ့အောက်မှာကျွန်တော်တို့သူတို့ရဲ့အောက်မှာနေရမှာပုံမှန်ဆိုဒီလိုနေရမှာတူတူပဲဒန်းတူပဲအဲ့တော့ကျွန်တော်တန်ဒီလိုဖြစ်နေတဲ့ချိန်တုန်းရောတစ်ချိန်တော့ PDF လန်ကဒီမှာဒီလိုဖြစ်တဲ့ချိန်အခုဆိုကျွန်တော်တို့ဒီလိုဖြစ်သွားပြီကရင်တွေကဒီလိုဖြစ်သွားကရင်လားတေးချစဉ်းစားနော်ကျွန်တော်ဗမာစကားပဲပြောတယ်နော်ဒါတော့ပဲအနီးကရန်သူအဝေးရန်သူကတော့ပိုဆိုးတယ်ဟိုထောက်ပို့တွေကိစ္စမှာအဲ့ဒါအဝေးရန်သူကျွန်တော် PDF ညီကိုတွေကိုပြောမယ်ကျွန်တော်ရဲ့ PDF ဟိုတောင်ဝန်ရှိသူတွေကျွန်တော်ပြောပြချင်တယ်ထောက်ပို့တွေကိုလည်းသတိထားပေးပါထောက်ပို့တွေကိုလည်းကျွန်တော်တောင်းဆိုချင်တယ်ရက်ခံချင်တာသတိထားဖို့လုပ်ကြပါကိုကြောင့်နဲ့ကိုရဲ့ဖွဲ့သားတွေကိုကြောင့်နဲ့ကိုရဲ့မိသားစုတွေကိုကြောင့်နဲ့ကိုကူညီထောက်ပံ့နေတဲ့ဖွဲ့စီတွေမထိခိုက်တော့ကိုလောက်ရမှာဘယ်ရာကပိုရေးကြီးလဲဆိုတာလှုပ်ဆွေးချင်တယ်ကျွန်တော်ပြောတာကိုလက်မခံချင်ကျွန်တော်ကရန်သူဖြစ်သွားတယ်ကျွန်တော်ဝင်ပြောတဲ့ TikTok မှာကျွန်တော်ရန်သူဖြစ်သွားတယ်ကျွန်တော်ဆဲဆိုသွားတယ်ကျွန်တော်ဘာမှမဖြစ်သွားဘူးကျွန်တော်တို့တွေကလူဟောင်းတွေပြန်ထောက်ပြတာထောက်ပို့ဆိုတာကျွန်တော်တို့ကဝနေပြီနော် NGO CBOC ရောဆိုနေလောက်တာလဲဝသွားပြီနိုင်ငံရေးလည်းလောက်တယ်စစ်သားလည်းလောက်တယ်ကျင်းဥစားလည်းလောက်တယ်နော်ပြည်သူတွေနော်ပညာရေးကျန်းမာရေးဖွံ့ဖြိုးရေးတိုးတက်မှုလည်းကျွန်တော်လုပ်နေတာတခြားNGO မဟုတ်တော့ဥစားပဲအစိုးရမဟုတ်တဲ့ဖွဲ့စည်းနေကျွန်တော်ပေါင်းလာတာနှစ်ပေါင်းများစွာနေဖြစ်နေပြီအဲတော့ကျွန်တော်ပြောပြတာရှင်းပြတာသတိထားပါကိုတော့လည်းအန်ဒီရရှိသလိုကိုနဲ့အလောက်တူလောက်တဲ့လူတွေလည်းအန်ဒီရရှိတယ်ကိုမိသားစုတွေအန်ဒီရရှိတယ်ကိုကကိုညီဇီနာမေတ္တာနဲ့ထားပြီးတော့မထောက်ပံ့ချင်တဲ့ဖွဲ့စည်းတော့လည်းခက်ခဲရှိသွားနိုင်တယ်ဒါပါပဲထောက်ဖို့ဆိုတာဘယ်သူမှအစစ်တမ်းနဲ့ပေးတာမရှိဘူးသူစစ်သားနံပါတ်သူ့ရဲ့ကိုယ်ပိုင်နံပါတ်တော့ပေးတာရှိချင်ရှိမယ်ဒါပေမဲ့သူတို့လုတ်ပိုင်ခွင့်ဆိုတာကသူ့ရဲ့နေရာနဲ့သွားတယ်အဲကြောင့်လေးစားပါနာခံပါစင်ကြစင်ဥစားတေချာစင်စားဝတ်ချစ်နေပါဒါတော့ကျွန်တော်ပြောပြချင်တယ်နော်
အခုတော့ပတော်ပူရတာဘိုးတဲ့သူကဲလက်ခီဒူတာတကလူနေအဲ့တော့တဲတော့တတကလူနေပတိညာလီသူနာပေါ်လီနော်ထော်လက်ထော်လီအခုတော့လက်ခီတတကလူနေတော်တယ်မတာဘူးလေနေပဝဲကတဲ့ကဘာနာပေါ်လို့တာအာဝအကစားရောကနေဘဒုပဒါနေမှာဝဲတသေးလပါစောထူးလင်းမင်းကပြောမဲ့ဒါက Facebook live နော်ငါဘသူငါချက်ပြလို့မရဘူးဒါ TikTok မဟုတ်ဘူးနော်ကြားလားစောထူးလင်းနော်ညီလေးကြားလားကိုကြီးပြောတာနော်အားကြောင့်ကျွန်တော်ပြောပြချင်တဲ့တန်ဖိုးထားပါကြောပြည်သူတွေလဲကိုပေးလိုက်တဲ့ຢာတစ်ခုကတကယ်ပဲအကျိုးရှိသလားကိုယုံကြည်လိုက်တဲ့ຢာတစ်ခုကအကျိုးရှိတကယ်လို့ဆိုလားစဉ်းစားပါကျွန်တော်လည်းကူညီဖို့ကျွန်တော်မတောင်းဆိုနေဘူးကျွန်တော်တို့တွေကအစိတ်ပင်ကိုရေတမလောင်းမိစေနဲ့အဲကြောင့်ပြောပြချင်တယ်နော်အခုကတပတ်တစ်ချက်တွေကသွေးနဲ့ချွေးနဲ့လောက်ဝရင်းမောကူညီထောက်ပံ့နေရတာအဲ့အတွက်ကျွန်တော်ပြောပြချင်တယ်နော်